To make a lot of money, you don't need to be a genius. You just need to remember a few key things. ငွေကြေးချမ်းသာကြွယ်ဝဖို့အတွက်ဆိုရင်ပါရမီရှင်ကြီးဖြစ်နေဖို့တနေ့ရရမှာအရန်တော်နေဖို့မလိုအပ်ပါဘူးတဲ့အရေးပါတဲ့အချက်တချို့ကိုတည်တည်ချာချာသိနေဖို့ပဲလိုပါတယ်တဲ့ဒီနေရာမှာ If somebody doesn't have what it is that you want, you probably shouldn't listen to them. သင်ရခြင်းနဲ့ရည်မှန်းချက်မျိုးမရဘူးသေးတဲ့သူစီကနေဘယ်လိုလုပ်ရမလဲလို့အကြံဉာဏ်မတောင်းပါနဲ့တဲ့ဥပမာငွေကြေးကိုယင်းနှမြုပ်နှံပြီးမချမ်းသာဘူးသေးတဲ့သူစီကနေယင်းနှမြုပ်နှံမှုအကြံဉာဏ်တွေကိုနားမထောင်ပါနဲ့တဲ့ Your parents might have the best intentions, but they might not သ know မိဘ how to တွေက get to where you သူတို့ want. တည်သမျှအကောင်းဆုံးလို့ထင်တဲ့အကြံဉာဏ်တွေတင့်ကိုပေးပါလိမ့်မယ်။ဒါပေမဲ့သူတို့ကိုယ်တိုင်ကယဉ်ကျေးမြုပ်နှံမှုနဲ့ချမ်းသာကြွယ်ဝမှုအကြောင်းကိုမသိဘူးဆိုရင်သူတို့စကားကိုလည်းနားမထောင်ပါနဲ့။ဒါနဲ့ပတ်သက်လို့ကိုယ်တွေ့အတွေ့အကြုံတစ်ခုကိုပြောပြရမယ်ဆိုရင်2003ခုနှစ်လောက်ကကျမကယဉ်ကျေးမြုပ်နှံမှုလုပ်ချင်တာမို့စီးနေတဲ့စူပါဆလွန်ကားလေးကို320နဲ့ရောင်းပစ်လိုက်ပါတယ်။ပြီးတော့မြောက်တကုံပင်လုံတရားဆင်းချင်းက32အကွက်မှာအဲ့ဒီတော့ကပေ40 60မြေခွက်တစ်ခွက်ကိုပြင်အောင်အိမ်လေးရောရေတွင်းကလေးပါပါသေးတယ်အဲ့ဒီအိမ်ကို390နဲ့ဝယ်လို့ရပါတယ်ကျမအဲ့အိမ်ကလေးကိုရှာဖွေပြီးတော့ဝယ်တော့မယ်ဆိုတဲ့အချိန်စရန်ချတော့မယ်ဆိုတဲ့အချိန်မှာကျမရဲ့မိဘနှစ်ပါးမြေခွက်ကိုဘာဖြစ်လို့ဝယ်မှာလဲအိမ်နဲ့အဝေးကြီးဘယ်သူကစောင့်ရှောက်မှာလဲနီးမျိုးစုံနဲ့ကျမကိုသူတို့ကဖြတ်ကြပါတယ်အဲ့ဒါနဲ့နောက်ဆုံးမှာကျမအဲ့မြေခွက်လေးကိုမဝယ်ဖြစ်ဖ ೇನೆ မိဘတွေနေတဲ့နေရာနားမှာရှိတဲ့တိုက်ခန်းလေးတစ်ခန်းကိုပဲဝယ်ပြီးရင်းနှီးမြှုပ်နှံဖြစ်ပါတယ်အခု2025ခုနှစ်ကိုရောက်သွားတော့ကျမမဝယ်ဖြစ်လိုက်တဲ့အဲ့ဒီမြေခွက်ကလေးနဲ့အိမ်လေးဟာ3000ကျော်တန်မိုးရှိသွားပြီဖြစ်ပါတယ်ကျမဝယ်ခဲ့တဲ့တိုက်ခန်းလေးအခုထိရှိပါသေးတယ်အဲ့တိုက်ခန်းကလေးရဲ့တန်မိုးကတော့3200ပဲရှိတာကိုတွေ့ရပါတယ်ဒါကြောင့်မို့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ရင်မလုတ်ဖူးသေးတဲ့သူမသိတဲ့သူစီကအကြံဉာဏ်ကိုမိဘပဲဖြစ်စီမယူပါနဲ့အဲ့ဒီအစားမိဘကိုကကြင်ကြင်နာနာပြန်ပြီးတော့ရှင်းလင်းပြနိုင်ဖို့စူးစမ်းသင့်ပါတယ်ဒီနမူနာလေးကိုပြောတာကဘာကိစ္စပဲဖြစ်ဖြစ်လှုပ်ဖူးတဲ့သူရောက်ဖူးတဲ့သူစီကအကြံဉာဏ်ကိုပဲယူသင့်တယ်ဆိုတာကိုပြောတာဖြစ်ပါတယ်မိဘတွေရဲ့ချစ်ချင်းနဲ့ကာကွယ်စောင့်ရှောက်ပေးမှုအပေါ်မှာတန်ဖိုးမထားတာမျိုးမဟုတ်ပါဘူးကျမအနေနဲ့ဆိုအဲ့ဒီတိုက်ခန်းလေးကိုရင်းနှီးမြှုပ်နှံလိုက်တဲ့အတွက်ငွေကြေးနဲ့တွက်လို့မရတဲ့အခြားအကျိုးကျေးဇူးတွေကိုလည်းအများကြီးရခဲ့ပါတယ်။ဥပမာကျမပြေပမှာအလုပ်လုပ်နေစဉ်မှာညီမငယ်ကမိဘအိမ်နဲ့အရန်နီးတဲ့အဲ့ဒီတိုက်ခန်းလေးမှာလာနေပေးပြီးမိဘတွေကိုအနီးကပ်စောင့်ရှောက်ပေးနိုင်ခဲ့ပါတယ်။ဒါတွေကငွေကြေးနဲ့တွက်လို့မရတဲ့အကျိုးကျေးဇူးတွေပါ။ဒုတိယအကြံပေးမှုက Also, a difference between making more money and building wealth. ဝင်ငွေအများကြီးရအောင်လုပ်နိုင်တာနဲ့ရေရှည်ကြွယ်ဝမှုဟာတစ်ခုစီပါတဲ့အရွယ်ကောင်းစဉ်တက်လက်ပိုင်းမှာဝင်ငွေအများကြီးရှာနိုင်ပြီးအသက်ကြီးတဲ့အခါဘာမှမကြံတော့ပဲစင်စင်ရဲရဲတည်သွားနေသွားတဲ့သူတွေကိုတင့်ပတ်ဝင်ခြင်းမှာအများကြီးတွေ့ဘူးတယ်မလားဘာဖြစ်လို့လဲဆိုတော့ဝင်ငွေပိုများလာလေပိုတိုးပြီးသုံးလေနဲ့ရေရှည်အတွက်ယဉ်နှီးမြှုပ်နှံဖို့မစင်စားကြလို့ဖြစ်ပါတယ် Becoming wealthy comes down to 5 steps. ရေရှည်မှာချမ်းသာကြွယ်ဝဖို့အတွက်ဒီအဆင့်၅ဆင့်ကိုသာလုပ်ရင်ဘယ်သူမှဆိုချမ်းသာကြွယ်ဝပါတယ်တဲ့အဲ့ဒီအဆင့်၅ဆင့်က You have to understand. Number one is you got to earn money. ပထမဆုံးဝင်ငွေရအောင်လုပ်ပါတမအာစီဝနဲ့ဘာအလုပ်ကိုပဲလုပ်ဝင်ငွေရအောင်လုပ်ပါအဲ့ဒီအလုပ်ကသူများဝန်ထမ်းဖြစ်ခြင်းဖြစ်မယ်ကိုပိုင်စီးပွားရေးလုပ်တာဖြစ်ခြင်းဖြစ်မယ်ဒါမှမဟုတ်အလွတ်တန်း freelance လုပ်တာဖြစ်ခြင်းဖြစ်မယ်ဘာပဲလုပ်ဝင်ငွေရအောင်လုပ်ပါဒုတိယအဆင့်ကရတဲ့ဝင်ငွေကိုအကုန်မသုံးပါနဲ့ဝင်ငွေထက်ထွက်ငွေကိုနည်းအောင်စ조사ပြီးနေထိုင်ပါအနည်းဆုံး10%လောက်ပို့ပါစီအဆင့်3ကပိုတဲ့ငွေကိုလစဉ်ရင်းနှီးမြှုပ်နှံပါရင်းနှီးမြှုပ်နှံနိုင်တဲ့နည်းလမ်းတွေကိုလည်းလေ့လာပါအဆင့်4ကရင်းနှီးမြှုပ်နှံမှုကနေတိုးပွားလာတဲ့ငွေကိုထပ်ပြီးတော့ရင်းနှီးမြှုပ်နှံပါဘာဖြစ်လို့လဲဆိုတော့တချို့ကရင်းနှီးမြှုပ်နှံမှုကငွေနည်းနည်းလောက်မြတ်ပြီဆိုတာနဲ့အဲ့ငွေကိုသုံးပစ်လိုက်ပြီးတတ်ပါတယ်အဲ့လိုမလုပ်ဘဲနဲ့ကိုရင်းနှီးမြှုပ်နှံတာကနေပြီးတော့တိုးပွားလာတဲ့ငွေကိုလည်းရင်းနှီးမြှုပ်နှံမှုတွေကိုပဲပြန်ထည့်လိုက်ပါဒါမှတိုးရင်းပေါင်းရဲ့အကျိုးကိုခံစားရမှာဖြစ်လို့ဖြစ်ပါတယ်အဆင့်5ကဝင်ငွေပိုရအောင်လုပ်ပါဝင်ငွေပိုရမှယင်းနှိမ့်မြုံနှံမှုတွေကိုပတ်စံပိုထည့်နိုင်မှာဖြစ်ပါတယ်ယင်းနှိမ့်မြုံနှံမှုထဲမှာရှိတဲ့ပတ်စံတွေဟာတင့်အတွက်အလုပ်လုပ်ပေးမှာဖြစ်ပါတယ်ဒီအဆင့်5ဆင့်ကိုဖြည်းဖြည်းနဲ့မှန်မှန်လုပ်ကြည့်စေချင်ပါတယ်အဲ့ဒီအခါတင်ယင်းနှိမ့်မြုံနှံထားတဲ့ငွေတွေကတင့်အတွက်အလုပ်လုပ်ပေးနေတာကိုတင်မြင်ရပါလိမ့်မယ်တင်ဝယ်ထားတဲ့အခောက်ရွှေကဈေးတက်လာတယ်လို့ကြားတဲ့ခဏ
တင်ဝယ်ထားတဲ့မြေကွက်ကဈေး2ဆ3ဆရှိနေပြီလို့ကြားတဲ့ခဏမှရှိတဲ့ပျော်ရွှင်မှုစိတ်တက်ကြွမှုကိုယုံကြည်မှုတို့ကိုခံစားကြည့်ပါရင်းနှီးမြှုပ်နှံမှုလုပ်တဲ့သူတိုင်းတိုးရင်ပေါင်းရဲ့အကျိုးကိုသိဖို့လိုအပ်တာမို့ဒီဗီဒီယိုလေးကိုဆက်ကြည့်ဖို့တိုက်တွန်းပါတယ်အခုဗီဒီယိုလေးကြောင့်မိတ်ဆွေဟာဖြည်းဖြည်းမှန်မှန်ရင်းနှီးမြှုပ်နှံပြီးကြွယ်ဝတဲ့အနာဂတ်ကိုပိုင်ဆိုင်လိမ့်မယ်လို့ယုံကြည်ပါတယ်ငွေကြေးနဲ့ပတ်သက်တဲ့နောက်ထပ်စိတ်ဝင်စားစရာအတွေးအခေါ်အယူအဆတွေကို What happens when we hoard money, when we keep it and we don't let it come and go as energy? What happens? So I have seen so many. ပြောပြသွားမှာမို့ဒီ channel လေးကို subscribe လုပ်ထားမယ်ဆိုရင်နောက်ဗီဒီယိုတွေမှာကျမတို့ပြန်လည်ဆုံတွေ့နိုင်ပါတယ်အဆုံးထိကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်